ဖျားစင်ရှိကသူတော်ကောင်လမ်းပေါ်ရောက်တော့ဘလူးဖြစ်နေပြီလားတနေ့တာနေဝင်သွားပြီဆိုရင်တချို့ကတော့အလောက်ကပြန်ရောက်လို့ရေမိုးချိုးထမင်းစားပြီးနားနေကြပြီတချို့ကတော့ဖျားစင်ရှိမှထိုင်ပြီးပတိစိတ်မြစ်တာပုံနေကြပြီကောင်းပါတယ်ကုသိုလ်စိတ်ဖြစ်တာကောင်းပါတယ်ဒါပေမဲ့ကျမဒီညနေခင်းမှာမိခွေးတစ်ခုမေးချင်ပါတယ်နည်းနည်းတော့ခါမေးခမရတို့ဖျားရှိမှထိုင်နေတဲ့အချိန်ခမရတို့ရဲ့စိတ်ထဲမှာဘာရှိနေသလဲငါဘဝအဆင်ပြေပါစေဆိုတဲ့လူချင်းမှုလောပါလားငါမိသားစုကျမ်းမာပါစေဆိုတဲ့တန်ရောစဉ်ဆွဲလန်းမှုလားဒါမှမဟုတ်ငါဒီလောက်လုပ်နေမှတော့ကုသိုလ်တွေရမှာပဲဆိုတဲ့မာနမျက်ကန်းယုံကြည်မှုလားတကယ်လို့ဒီစိတ်တွေရှိနေမယ်ဆိုရင်ခမရတို့ဟာဗုဒ္ဓကိုကိုးကွယ်နေတာမဟုတ်ပါဘူးဗုဒ္ဓရဲ့ပုံရိပ်ကိုအသုံးချပြီးခမရရဲ့အတ္တကိုအစာကျွေးနေတာတတ်ပါပဲလူတော်တော်များများကဗုဒ္ဓကိုတကူရှင်လို့ကိုးကွယ်ပြီးဆုတောင်းနေတာတဲ့ကိုယ်စိတ်ကိုပြန်ဆောင်ကြည့်ရမယ်ဆိုတဲ့အချက်ကိုသဘောပေါက်လာကြပါပြီ။ဒါဟာအရန်ကောင်းတဲ့အစာပြိုးမှုပါ။ဒါပေမဲ့ဒီနေရာမှာပြဿနာကြီးတစ်ခုရှိနေသေးတယ်။အဲ့ဒါကတော့အချိန်မရှိဘူးဆိုတဲ့စင်ကြေးပါပဲ။ခမများပြောတာတော့ဟုတ်ပါပြီ။ဒါပေမဲ့ကျွန်တော်တို့ကမနဲ့မိုးလင်းတာနဲ့ရုန်းကန်နေရတဲ့လူသားတွေဗျ။ဖျားစင်ရှိမှငြိမ်ငြိမ်ထိုင်ပြီးစိတ်ကိုကြည့်ဖို့အချိန်မရဘူးလို့ပြောကျင်ကြမှာပါ။ကျွန်တော်ပြန်မေးကြပါလိမ့်။ခမများတို့တရားမှတ်ဖို့အတွက်ဘာလို့ဖျားစင်ရှိသွားဖို့လိုတာလဲ။ဘာလို့တင်ပလေးခွေချိတ်ပြီးလက်နှစ်ဖက်ကိုအပေါ်အောက်ထားပြီးထိုင်မှုလိုတာပါလေတကယ်တော့ဝိပဿနာဆိုတာအားလက်ချိန်မှလုပ်ရတဲ့ဝါသနာတစ်ခုမဟုတ်ပါဘူးအချိန်မှန်သမျှလုပ်တဲ့အလုပ်ပါခမများတို့ဖျားရှိမှမိနစ်20လောက်တရားထိုင်လိုက်တယ်စိတ်ကလေးငြိမ်သွားတယ်အေးသွားတယ်ငါတရားရနေပြီလားမသိဘူးလို့တောင်ထင်မိတယ်ဒါပေမဲ့ဖျားကန်းတွေကထွက်ပြီးလမ်းပေါ်လဲရောက်ရောကားပိတ်တာနဲ့ကြုံလိုက်တာနဲ့ငါကွာဆိုပြီးဒေါသကထွက်လာရောရုံရောက်တော့တထေးကစူတာနဲ့ခန်းစားချက်တွေကကြောက်ရက်ဖြစ်သွားရောဒါဆိုရင်ခမည်းရဲ့15မိနစ်တရားထိုင်ခြင်းကဘာအသုံးကျသွားသလဲခမည်းကဖျားရှိမှပဲသူတော်ကောင်းဖြစ်ပြီးလက်တွေ့ဘဝမှာဘလူးပြန်ဖြစ်သွားတာပဲမဟုတ်လားတကယ်ဝိပဿနာလေ့ကျင့်ခွင့်ဆိုတာဖျားကံမဟုတ်ပါဘူးခမည်းရဲ့ယုံကံခမည်းရဲ့မိဖို့ကြောင့်ခမည်းရဲ့ကားမောင်းနေတဲ့လမ်းမအဲ့ဒီနေရာတွေဟာတကယ်စစ်မြေပြင်တွေပါပဲကျွန်တော်တို့ငယ်ငယ်ကလေးကကြားဘူးနားဝါရှိခဲ့တဲ့ဘုရားဆိုတာတကုရှင်ဆန်လွန်နေပါတယ်အထာကတာဆရာတွေနောက်ပိုင်းပါဠိစာရေးဆရာတွေကဘုရားကိုလူသားဘဝကနေဆွဲထုတ်ပြီးနတ်ဘုရားတွေလိုပုံဖော်လိုက်ကြတယ်မြေရှိုးမိုးပြန်တာတွေရောင်ကြီးလွတ်တာတွေနဲ့ဘုရားကိုမွတ်မှန်လိုက်တဲ့အခါဘုရားဟာကျမတို့အတွက်ကိုးကွယ်စရာအရာဝတ္ထုတကုရှိရဲ့ပုံတော်တက်တက်ဖြစ်သွားပါတယ်ဒါပေမဲ့အမှန်တကယ်ရှိခဲ့တဲ့တမိုင်းတွေကဗုဒ္ဓကအဲ့ဒီလိုမဟုတ်ပါဘူးသူဟာလူသားစစ်စစ်ပါအိုမင်းရင်ရော်မှုကိုခံစားရတယ်။ယောဂဝေဒနာကိုခံစားရတယ်။သူကြောကုန်းကနာကျင်လွန်းလို့တရားဟောနေရင်အရှင်အာနန္ဒာကိုဆက်ဟောခိုင်းပြီးခိတ္တလဲလျောင်းခဲ့ရတဲ့အဖြစ်တွေလည်းရှိပါတယ်။ဒါကိုဘာလို့ပြောပြနေရတာလဲ။ဖះကိုနှိမ်ချခြင်းလို့လားမဟုတ်ပါဘူး။ဖះဟာလူသားစစ်စစ်ဖြစ်ရနေဒီလောက်ပြင်းထန်တဲ့ဒုက္ခတွေကြားထဲကနေလွတ်မြောက်မှုသစ္စာလေးပါးကိုရယူပြသွားတယ်ဆိုတာကသာကျမတို့အတွက်တကယ့်ခွင့်အားမှုလို့ပါ။သူလုံးနိုင်ရင်ငါလည်းလုံးနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ဟာအဲ့ဒီကလာတာပါတကိုးရှင်ကိုမျှော်ကိုနေရင်ခမည်းတော်ဘဝတစ်လျှောက်လုံးတရောင်းစားလို့တောင်းစားနေုံကလွဲပြီးဘာမှဖြစ်လာမှာမဟုတ်ပါဘူးကျမတို့ရဲ့စောင့်ကြည့်ရမယ့်အရာကအာယုံနဲ့ဓွာရတိုက်မှုကြောင့်ဖြစ်တဲ့စိတ်အဲ့ဒီစိတ်ပေါ်ကိုတုံ့ပြန်မှုနောက်စိတ်ဖြစ်စဉ်သဘောတရားကိုပါမျက်စိကတခုခုကိုမြင်လိုက်တဲ့အာယုံနဲ့ဓွာရတိုက်ပြီးဖြစ်တဲ့မြင်စိတ်နောက်စိတ်ကသဘောကျတယ်မကျဘူးဖြစ်သွားတယ်တုံ့ပြန်မှုနားကအတန်တစ်ခုကိုကြားလိုက်တယ်အာယုံနဲ့ဓွာရတိုက်ပြီးဖြစ်တဲ့ကြားစိတ်နောက်စိတ်ကဒေါသထွက်တယ်ဝမ်းသာတယ်ဖြစ်သွားတယ်ကျွန်တော်တို့အများစုကအဲ့ဒီတုံ့ပြန်မှုနောက်စိတ်တွေထဲမှာမျောပါသွားပြီးအဲ့ဒီတုံ့ပြန်မှုတွေကိုငါလို့ထင်လိုက်ကြတယ်ငါဒေါသထွက်တယ်ငါကြိုက်တယ်ပေါ့နေ့စဉ်ဘဝမှာဝိပဿနာရှုရဲဆိုတာအဲ့ဒီအာယုံနဲ့ဓွာရတိုက်မှုကြောင့်ဖြစ်တဲ့စိတ်နဲ့အဲ့ဒီစိတ်ပေါ်ကိုတုံ့ပြန်မှုနောက်စိတ်ကြားထဲကနေရာလေးမှာတတိထားလိုက်ပြီးမြင်အောင်ကြည့်ရတာပါပဲဥပမာလေးတွေနဲ့ပြောပြပါမယ်လမ်းပေါ်ကမီးပွိုင်ဥပမာခမည်းကားမောင်းနေတော့တယောက်ယောက်ကကားကိုရုတ်တရက်ဖြတ်မောင်းသွားတယ်။တာမန်လူရဲ့တုံ့ပြန်မှုချက်ချင်းဒေါသထွက်မိဒီကောင်ဘလို့မောင်းတာလဲဆိုပြီးဆဲဆိုမိရင်ဘတ်ထဲမှာပူလောင်လာမိအဲ့ဒီဒေါသနဲ့တောက်လျှောက်ကားမောင်းသွားရမိဝိပဿနာသမားရဲ့တုံ့ပြန်မှုဖြတ်မောင်းတာကိုမြင်လိုက်တဲ့ခဏမှာစိတ်ထဲမှာဒိုင်းကနေဖြစ်ပေါ်လာတဲ့မကျေနပ်မှုကိုလှမ်းမြင်လိုက်ရမိရင်ဘတ်ထဲမှာတင်းကနေဖြစ်သွားတဲ့သဘောကိုသတိထားမိလိုက်မိပါဇက်ကမစဲခင်လက်ကဟွန်းမတီးခင်စက္ကန့်ပိုင်းလေးမှာကိုယ်စိတ်ကိုဖမ်းမိလိုက်တာပါပဲ။အော်ဒေါသဖြစ်နေပါလားလို့သိလိုက်တာတဲ့အဲ့ဒီဒေါသကအရှိန်သေးသွားပါလိမ့်မယ်။သူကငါမဟုတ်တော့ပဲကြီးစုကံအရာဝတ္ထုတစ်ခုဖြစ်သွားလို့ပါ
Facebook သုံးနေတဲ့ဥပမာ Facebook ပို့နေရင်သူများတွေအောင်မြင်နေတာပျော်ပါနေတာကိုတွေ့လိုက်ရတယ်။တာမန်လူစိတ်ထဲမှာမတိမတာမနာလိုတာအားကြတာကိုယ့်ဘဝကိုအားမလို့အားမရဖြစ်တာတွေပေါ်လာမိ။အဲ့ဒီခံစားချက်မှမျောသွားမိ။ဝိပဿနာသမားအဲ့ဒီဓာတ်ပုံကိုမြင်လိုက်တဲ့ခဏလေးမှာစိတ်ထဲမှာစုကနေဖြစ်သွားတဲ့ Windows စိတ်နှမ်းရှင်စိတ်ကိုတန်းကနေသိလိုက်မိ။ငါမနာလိုဖြစ်တာမဟုတ်ဘူး။မနာလိုစိတ်ဆိုတဲ့သင်္ခါရတရားတဏှာဖြစ်စိတ်အခြေအနေတစ်ခုပေါ်လာတာလို့ခွဲခြားမြင်လိုက်မိ။နေတိုင်းဒီလိုလိုက်ကြည့်နေရင်ပင်ပန်းလွန်အားကြီးတာပေါ်လို့ပြောစရာရှိပါတယ်။ဟုတ်ပါတယ်။အစာပိုင်းမှာပင်ပန်းပါလိမ့်မယ်။ဒါပေမဲ့ခမည်းမကြည့်ပဲနေလိုက်ရင်ဖြစ်လာမယ့်ဒုက္ခတွေဒေါသကြောင့်အမှားလုံးမိတာလောဘကြောင့်ဆုံးရှုံးတာကပိုပြီးပင်ပန်းပါတယ်။အရေးကြီးဆုံးကတော့ဒီလိုနေစဉ်ဘဝတွေကစိတ်ပြောင်းလဲတွေကိုမကြာခဏမြင်လာတဲ့အခါခမည်းညံတစ်ခုပွင့်လာပါလိမ့်မယ်။အော်ငါစိတ်ဆိုတာငါထင်တယ်လို့ခိုင်းလို့ရတဲ့အရာမဟုတ်ပါလား။အာယုံတစ်ခုလာတိုက်ရင်သူ့အလိုလိုတုံ့ပြန်နေတဲ့စက်ရုပ်တစ်ခုလိုပါလား။ဒီအထဲမှာငါဆိုတဲ့ကောင်ကဘယ်နားမှာဝင်ဆွတ်ဖက်လို့မှမရပါလားဆိုတဲ့အနတ္တသဘောကိုတရရိပ်မြင်လာပါလိမ့်မယ်။အဲ့ဒီအသေးကခမည်းကိုလွတ်မြောက်စေမှာပါ။ဒါကြောင့်မိတ်ဆွေတို့အချိန်မရှိဘူးဆိုတဲ့စကားကိုစွန့်လွတ်လိုက်ပါ။ခမည်းမှာဒေါသထွက်ဖို့အချိန်ရှိရင်အဲ့ဒီဒေါသကိုကြည့်ဖို့အချိန်ရှိပါတယ်။မနှက်ဖြတ်မနှက်အိယာနိုရာနဲ့စမ်းကြည့်ပါ။သွားတိုင်နေတော့ဘာစိတ်ဖြစ်နေသလဲ။ကော်ဖီတောက်နေတော့ဘာစိတ်ဖြစ်နေလဲ။ကားကြက်တဲ့အခါဘာစိတ်ဖြစ်နေလဲ။တရားကြောင်းဆောင်ဆိုတာအဝေးကြီးမှာမဟုတ်ပါဘူး။အခုခမည်းရောက်နေတဲ့နေရာအခုခမည်းဖြစ်ပေါ်နေတဲ့စိတ်အဲ့ဒါခမည်းရဲ့တရားကြောင်းဆောင်ပါပြီ။ကျွန်တော်တို့အားလုံးမှားနေကြတဲ့အကြီးမားဆုံးမှကတော့ဒါငါပဲဒါငါစိတ်ပဲဒါငါခန္ဓာကိုယ်ပဲဆိုပြီးဆွဲလန်းနေတာပါပဲ။ပါဠိလိုတော့တက္ကာယဒိဋ္ဌိထင်ရှားရှိတဲ့ခန္ဓာ၅ပါးပေါ်မှာငါပဲလို့ဆွဲယူမှုဖြစ်ပါတယ်။ဒီရဲ့ဆွဲကဘလောက်ကြောက်စရာကောင်းတယ်လဲဆိုရင်ကျွန်တော်တို့ဒုက္ခရောက်သမျှငိုကြွေးသမျှတန်တရားလေသမျှဟာဒီငါဆိုတဲ့အထင်မှားမှုကြီးကိုဟုတ်ထင်နေလို့ပါပဲ။ဥပမာတစ်ခုပြောပြမယ်။မြေတစင်းကိုခမည်းကြည့်လိုက်တယ်။အေယာဝတီမြစ်လိုခမည်းခေါ်တယ်။ခမည်းမျက်လုံးထဲမှာတော့အဲ့ဒီမြစ်ကမနေ့ကလည်းဒီမြစ်ပဲဒီနေ့လည်းဒီမြစ်ပဲတည်မြဲနေတဲ့အရာတစ်ခုလိုထင်ရတယ်။ဒါပေမဲ့အမှန်တရားပရမတ်မှာမြစ်ဆိုတာရှိသလားမရှိပါဘူး။စီးဆင်းနေတဲ့မော်လီကျူပေါင်းဂရေဂရာချီပြီးအဆက်မပြတ်စီးဆင်းပြောင်းလဲနေတဲ့ဖြစ်စဉ်တစ်ခုပဲရှိပါတယ်။ခမည်းခုမြင်နေရတဲ့ရေဟာလွန်ခဲ့တဲ့တစ်စက္ကန့်ကရေမဟုတ်ပါဘူး။လူဆိုတာလည်းအဲ့ဒီအတိုင်းပါပဲ။ခမည်းတို့မှန်ထဲမှာမြင်နေရတဲ့ကိုရဲကြီးဟာတစ်ချိန်နဲ့တည်ရှိနေတဲ့အရာဝတ္ထုမဟုတ်ပါဘူး။ခဏမစဲဖောက်ပြန်ပျက်စီးဖြစ်ပြနေတဲ့ရုပ်နဲ့အစုဝေးကြီးတသက်ပါပဲ။ဗုဒ္ဓကကမ္ဘာပေါ်မှာအတော်ဆုံးသိပ္ပံပညာရှင်ပါပဲ။သူကအပြင်လောကကိုမလေ့လာပဲသူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုတက်ခွဲခန့်အဖြစ်သတ်မှတ်ပြီးစောင့်ကြည့်ခဲ့တာပါ။သူဘာတွေ့ခဲ့သလဲ။ပထမထတရား၄ပါးကိုတွေ့ခဲ့တယ်။စိတ်တိတက်တဲ့သဘောတက်တက်သူကဘာရောင်မှမရှိဘူး။ဘာပုံသဏ္ဍာန်မှမရှိဘူး။အာယုံတစ်ခုလာတိုက်ရင်တီးလိုက်တဲ့သဘောပဲရှိတယ်။စိတ်တသိက်စိတ်ကိုအယောင်ဆိုးတဲ့အရာတွေဒေါသလောဘမာနမေတ္တာပညာစသဖြင့်ပေါ့ခမည်းဒေါသထွက်တဲ့အခါငါဒေါသထွက်တယ်လို့မမြင်ပါနဲ့စိတ်ပေါ်မှာဒေါသစိတ်တသိက်လာပေါင်းဆက်ပြီးလောင်ကျွမ်းနေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပျက်သွားတာလို့မြင်အောင်ကြည့်ပါမိုးရွာရင်မိုးတိမ်ကြောင်ရွာတာပဲငါရွာခြင်းလို့ရွာတာမဟုတ်တယ်လို့ပေါ့ရုပ်ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောပူတာအေးတာလှုပ်ရှားတာငြိမ်သက်တာခမည်းခြေထောက်နာတယ်ဆိုပါစို့ငါခြေထောက်နာတယ်လို့ထင်နေသည်ခမည်းခန်းစားနေရအောင်ပါပဲတကယ်တမ်းညံနဲ့ခွဲကြည့်လိုက်ရင်နာကျင်မှုဝေဒနာတစ်ခုနဲ့အဲ့ဒါကိုသိနေတဲ့စိတ်ပြီးတော့ဖောက်ပြန်နေတဲ့ရုပ်ဒီသုံးခုပဲရှိတယ်အဲ့ဒီမှာငါဆိုတဲ့ကောင်ဘယ်နားမှာသွားကတ်နေသလဲရှာကြည့်စမ်းပါနိဗ္ဗာန်ဒီယုံနံဖြစ်စဉ်ကြီးဒီလောင်စာတွေငြိမ်းအေးသွားတဲ့သဘောဒါကြောင့်မိတ်ဆွေတို့ကိုပြောချင်တာကညဘက်ဖျားရှိခိုးတာကောင်းပါတယ်ဒါပေမဲ့ပါဇက်ကအနိစ္စအဒုက္ခအနတ္တလိုရွတ်နေပြီးစိတ်ထဲမှာငါသာငါမယာငါစီဝါရေးဆိုတဲ့အစွဲတွေနဲ့ပြည့်နှက်နေရင်ခမည်းတော်ဟာစက်တူရေးစာဝန်နေတာနဲ့ဘာမှမထူပါဘူးတကယ်ဗုဒ္ဓလမ်းစဉ်ဆိုတာဉာဏ်ပညာနဲ့ချင့်ကပ်ခြင်းမှာခံစားချက်နဲ့ကိုယ်ွယ်ခြင်းမဟုတ်ပါဘူးခမည်းတော်ဒေါသထွက်လာရင်ရှေ့တစ်ခွက်တောက်ပြီးစောင့်ကြည့်လိုက်ပါ။အော်ဒေါသစိတ်တစ်ခုဖြစ်ပေါ်လာပါလား။သူဟာအကြောင်းကြောင့်ဖြစ်လာတာပဲ။သူကငါမဟုတ်ဘူး။ငါကသူပိုင်တာလည်းမဟုတ်ဘူး။ခဏနေရင်သူပြတ်သွားလိမ့်မယ်။အဲ့ဒီလိုရှုမြင်နိုင်တာဟာဖះเจ้าကံသွားနေတာတဲ့ကုသိုလ်အစာပေါင်းများစွာပိုကြီးပါတယ်။ဘာလို့လဲဆိုတော့တက္ကာယဒိဋ္ဌိအတ္တဒိဋ္ဌိဆိုတဲ့အစွဲကိုတူနဲ့ထုခွဲလိုက်လို့ပါပဲ
ဗုဒ္ဓသာသနာဆိုတာယုံကြည်ခြင်းအပေါ်မှာတိဆောက်ထားတာမဟုတ်ပါဘူး။သိမြင်ခြင်းအပေါ်မှာတိဆောက်ထားတာပါ။ခမည်းတော်ရဲ့ခန္ဓာကိုယ်ဟာစက်ယုံတယုံလိုပါပဲ။ယုံနဲ့အနံတွေလှုပ်လှုပ်နေကြသည်။အဲ့ဒီစက်ယုံထဲမှာထင်းချုပ်သူပိုင်ရှင်မရှိပါဘူး။အကြောင်းအကျိုးတွေအရာလက်ပတ်နေတာပါ။အဲ့ဒီအမှန်တရားကိုမမြင်သေး၍ခမည်းတော်ပြစ်မှန်းနေအောင်ပါပါပဲ။မြင်အောင်ကြည့်ကြပါမကြည့်တတ်ရင်သင်ယူကြပါဗုဒ္ဓကငါ့ကိုကိုးကွယ်ကြလော်လို့ဘယ်တော့မှမပြောခဲ့ပါဘူးလာလဲရှုလှဲ့လို့ပဲပြောခဲ့တာပါဒါကြောင့်ဒီညနေမှာဖျားစင်ရှိရောက်ရင်စုမတောင်းပါနဲ့တော့ခမည်းရဲ့စိတ်ကလေးကိုပဲငြိမ်ငြိမ်လေးပြန်ကြည့်လိုက်ပါအဲ့ဒီမှာခမည်းရှာနေတဲ့အဖြေရှိပါတယ်